အားလုံးပဲမင်္ဂလာပါနော် Manito Hub ကနေကြိုဆိုပါရစေဒီကနေ့နိုဝင်ဘာ18ရက်နေ့မှာကမ္ဘာပိုက်ဆံရေးရာသတင်းတွေကကျွန်တော်တို့အာရှဒေသရဲ့နေစဉ်ဘဝနဲ့ဘလို့ဆက်ဆက်နေလဲဆိုတာပြသနေတဲ့အရေးကြီးတဲ့သတင်းလေးပုဒ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကမ္ဘာစတော့ဈေးကွက်တွေဟာကျဆင်းနေပါတယ်အထူးသဖြင့်နီးပညာကုမ္ပဏီတွေပါဝင်ပါတယ်ဒီလိုဖြစ်ရတာကAI နဲ့နီးပညာကုမ္ပဏီအချို့ဟာသူတို့တကယ်တန်ဖိုးရှိတာထက်ပိုများတဲ့တန်ဖိုးတွေသတ်မှတ်ခံထားရတယ်လို့လူတွေစိုးရိမ်ကြလို့ပါအမေရိကန်နဲ့ဥရောပကဈေးကွက်တွေစိတ်ပူပန်လာတဲ့အခါကျွန်တော်တို့ data တွင်စတော့ဈေးကွက်တွေလည်းရိုက်ခတ်မှုခံရပါတယ်ဒါဟာအမေရိကန်ကုမ္ပဏီကြီးတွေဟိုအားထားရတဲ့တရုတ်ထိုင်းလိုနိုင်ငံတွေကကုန်ထုတ်လုပ်လူတွေအတွက်စီးပွားရေးကိုနှေးကွေးစေနိုင်ပါတယ်ဒုတိယအနေနဲ့အမေရိကန်စီးပွားရေးဟာစိတ်ယုံထုတ်လုပ်မှုတွေတက်လာတာနဲ့အတူအံ့အားစရာကောင်းလောက်အောင်ခိုင်မာနေပါတယ်ဒီအချက်ဟာကျွန်တော်တို့အတွက်ကောင်းတာရောဆိုးတာပါရောနေပါတယ်ကောင်းတဲ့အချက်ကတော့ American ခိုင်မာနေရင်ကျွန်တော်တို့အာရှကနေပို့တဲ့ပစ္စည်းလေးကိုဝယ်လို့အောင်ပို့တိုးစေပါတယ်ဒါပေမဲ့သတိထားရမှာကအဲ့ဒီခိုင်မာမှုကြောင့် American ရဲ့အတိုးနှုန်းတွေကိုလည်းမြင့်နေစေပြီး American Dollar တန်ဖိုးကိုတက်စေပါတယ်ဒါဆိုရင် Thai baht ဒါမှမဟုတ်မြန်မာကျပ်လို data ရင်းငွေကြေးတွေတန်ဖိုးနဲ့ကျဆင်းစေပြီးကျွန်တော်တို့တွန်းလာတဲ့ပစ္စည်းတွေစီလိုမျိုးကိုပို့ပြီးဈေးကြီးစေနိုင်ပါတယ်တတိယအနေနဲ့ IMF ကကမ္ဘာချမ်းသာဆုံးနိုင်ငံကြီးတွေကိုရှင်းရှင်းလင်းလင်းသတိပေးနေပါတယ်။သူတို့ရဲ့အစိုးရကြွေးမြီတွေကိုတေချာထိန်းချုပ်ဖို့လိုတဲ့ရေရှည်အတွက်စနစ်တကျငွေကြေးစီမံခန့်မှုကိုတောင်းဆိုနေပါတယ်။ထိုင်းနိုင်ငံလိုနိုင်ငံတွေအတွက်ဒီကြွေးမြီစီမံခန့်ခွဲမှုကအရေးကြီးပါတယ်။အကယ်၍အစိုးရတွေမှာကြွေးမြီတွေအများကြီးရှိနေရင်နောက်ပိုင်းမှာကျောင်းနေဆေးရုံတွေလိုအရေးကြီးတဲ့ကဏ္ဍတွေမှာသုံးဖို့ပိုက်ဆံဖြတ်တောင်းရမယ့်အခြေအနေတွေဖြစ်လာနိုင်ပါတယ်။စတုထအနေနဲ့ကျွန်တော်တို့ data အတွက်ကြီးမားတဲ့အခွင့်အလမ်းတစ်ခုကရှေ့မတက်နိုင်ပဲရှိနေပါတယ်။အစီရင်ခံတစ်ခုကအရှေ့ထောင်အာရှရဲ့ digital စီးပွားရေးကနိုင်ငံတစ်ခုနဲ့တစ်ခုဥပဒေမတူလို့ကွဲပြားလွန်းလို့ဖွံ့ဖြိုးဖို့ခက်နေကြောင်းကိုဖော်ပြထားပါတယ်။တရုတ်လိုနေရာတွေကနေယင်းနှမြုံနှံမှုတွေတကယ်ဆွဲဆောင်နိုင်ဖို့နဲ့မြန်မာထိုင်းကတာမန်စားသုံးသူတွေအကျိုးကျေးဇူးရရှိဖို့အတွက် e-commerce တွေနဲ့ငွေပေးချေးမှုတွေအထိအရာရာတိုင်းအတွက်ပုံမရိုရှင်းပြီးတသားရထိတဲ့ digital စီမံစည်းကမ်းတွေလိုအပ်နေပါတယ်။ကဲအကျုပ်အားဖြင့်တက်ရောက်မှုတွေကိုကြည့်လိုက်အောင်နော်အာရှအတွက် Manito Hub ကအတိမတ်ပေးတဲ့ rating ကတော့ American စက်ရောင်ထိုးလုံးမှုတက်လာခြင်းအရေးပါဆုံးတက်ရောက်မှုရှိပါတယ်ပို့မှုဝယ်လိုအားအတိုးနှုန်းတွေနောက်ပြီးတော့ twin ကိုစရိတ်တွေအပေါ်တိုက်ရိုက်ထိခိုက်လို့ပါကမ္ဘာစတော့ဈေးကွက်ဆက်လက်ကျဆင်းစေတာကလည်းငွေကြေးစီးဆင်းမှုစိုးရိမ်ရအခြေအနေနဲ့ထိုးလို့ကွင်းစေတွေကိုတိုက်ရိုက်ထိခိုက်နိုင်လို့တက်ရောက်မှုကြီးမှာပါလေအရှိထောင်ဝါရှ digital စီးပွားရေးဖွံ့ဖြိုးမှုဆောင်ကိုင်းနေတာကလည်းရေရှည်တိုးတက်မှုနဲ့အလုပ်ကိုင်းတစ်တွေအတွက်အရေးပါလို့တက်ရောက်မှုအလဲသားမှမြင့်မားတယ်လို့မှတ်ထားနိုင်ပါလေ IMF ကနိုင်ငံကြီးတွေကိုရေရှည်ကျွေးမြီအတွက်အရေးယူတောင်းဆိုတာကတော့ရေရှည်အတွက်တည်ငြိမ်မှုအရေးကြီးပါတယ်ကနေ့စဉ်နဲ့အတက်အချက်ချင်းထိခိုက်မှုကတော့နည်းပါတယ်ပညာရှိနဲ့အသိဉာဏ်ရှိနေထိုင်မှာမနှက်ဖြန်မှပြန်ဆောင်ကြပါမယ်နော်